အားလုံးမင်္ဂလာပါခင်ဗျာ Star One Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ငတ်ဆိုင်ဒီဇိုင်းမီးလောင်မှုဖြစ်ပွားတဲ့ဗီဒီယိုလေးကိုအတူကြည့်လိုက်ရအောင်ဗျာအားလုံးပဲနှွေရသည်မှာမီးကိုသတိပြုကြပါဗျာ
အားလုံးပဲဗီဒီယိုလေးကိုကြည့်ရှုပေးလို့ကျေးဇူးအရမ်းတင်ပါတယ်ခင်ဗျာ